ကျွန်တော်တို့တွေကပေါ့နော်ဘဝမှာအောင်မြင်ဖို့အတွက်အလုပ်တွေအသေးအကျိုးလုပ်ရတယ်နော်တခုခုရေမှန်းချက်ပန်းနိုင်တွေရောက်ဖို့အတွက်အချိန်ပြည့်စူးစမ်းကြရတယ်လုပ်ရတယ်တွေးရတယ်အဲ့လိုတွေလုပ်တဲ့အခါမှာကျွန်တော်တို့စီကိုဝင်လာတဲ့အန်ဒီတွေရှိအဲ့ဘာကြီးလဲဆိုစိတ်ပီစီမှုနော်စိတ်ပီစီမှုတွေဝင်လာတယ်စိတ်ပြတ်အားငယ်မှုတွေဝင်လာတယ်စိတ်ကပျော်မနေတော့ဘူးပေါ့နော်အကျိုးသားအားထုတ်နေတာဒါခါမှာဖြစ်လာတဲ့ဒါပြဿနာရက်တွေပါအဲ့လိုပြဿနာတွေဖြစ်လာကျွန်တော်ဘာလုပ်ရလဲဆိုစိတ်ကို relax လုပ်ရတယ်ဗျာအနာပေးရတယ်စိတ်အပန်းပြေအောင်တစ်ခုလုပ်ကြတယ်အဲ့တော့လူတွေမှာကစိတ်အပန်းပြေအောင်လုပ်လို့ရတဲ့နည်းလမ်းတွေတယောက်တော့မတူကြဘူးတချို့ကြတော့အလန်းလျှောက်ကြတယ်တချို့ကြတော့ရုပ်ရှင်ကြည့်ကြတယ်တချို့ကြတော့ဂိမ်းဆော့ကြတယ်တချို့ကြတော့ပုံပွက်ကြတယ်ပေါ့ဗျာအမျိုးမျိုးလုပ်ကြတယ်ဟုတ်ဒီနေ့မှာကျွန်တော်ကဘာကြောင့်ညာကိုပြောချင်လဲဆိုတော့ဒီလိုမျိုးလူတွေရဲ့စိတ်အပန်းပြေမှုကိုဖြစ်ပေါ်စေဖို့လုပ်ကြတဲ့နည်းလမ်းတွေထဲမှာသိပ္ပံနည်းကြအကျိုးရှိစေတဲ့နည်းလမ်းလေးတစ်ခုကိုပြောချင်တယ်ဒီနည်းလမ်းဆိုလို့ရှိရင်ဒီအမိတ်ဆွေတို့ရဲ့စဉ်းစားတွေးခေါ်မှုဉာဏ်ကိုလည်းမြင့်တင်သွားနိုင်စေသလိုကိုယ့်ရဲ့စိတ်ဖိစီးမှုတွေစိတ်ပြတ်အားငယ်မှုတွေကိုလည်းပြန်လည်ရောရသွားစေနိုင်တဲ့နည်းလမ်းတစ်ခုဖြစ်တယ်အဲ့ဒီနည်းလမ်းတခြားနည်းလမ်းမဟုတ်ပါဘူးစာဖတ်ခြင်းဆိုတဲ့နည်းလမ်းပဲဖြစ်ပါတယ်ဆိုတော့ဒီနေရာမှာကျွန်တော်ကစာဖတ်ခြင်းကိုဟုတ်ရှေ့ဆရာကြီးတွေဆရာမကြီးတွေပြောတဲ့လိုမျိုးသူ့ရဲ့အားသာချက်တွေကိုကျွန်တော်အများကြီးရှောက်ပြောနေမှာတော့မဟုတ်တော့ဘူးဒီနေ့ကျွန်တော်ကဘာကြောင်းအောင်ပြောမှလဲဆိုတော့အဲ့စာဖတ်ခြင်းကိုသိပ္ပံနည်းကြလေးလာတွေ့ရှိထားတဲ့ကောင်းကျိုးရလဒ်တွေကိုပြောပြပေးမှာဖြစ်ပါတယ်ဆိုတော့အစင်းသင်းဖြစ်ရင်နားထောင်ပေးပါကျွန်တော်ကတော့ဆရာချစ်ဖြစ်ပါတယ်ခင်ပထမဦးဆုံးတော့သိပ္ပံတွေ့ရှိချက်ကဘာလဲဆိုတော့စာဖတ်တဲ့အခါမှာကျွန်တော်တို့အုံနောက်ရဲ့ဖွဲ့စည်းတည်ဆောက်ပုံကပြုပြင်ပြောင်းလဲမှုတွေရှိနေတယ်ဆိုတာကိုတွေ့ရှိတာဖြစ်ပါတယ်ဒါအောင်အမေရိကန်နိုင်ငံရဲ့ Emory University က neuroscientist တွေကစာဖတ်တဲ့သူရဲ့အုံနောက်ကို fMRI နည်းနဲ့စကန်ဖတ်ခြင်းအပြင်တွေ့လာတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့တွေကစာဖတ်တဲ့အခါမှာတဲ့ကျွန်တော်တို့အုံနောက်ထဲမှာဘာသာစကားပိုင်းဖြစ်တဲ့ left temporal cortex နဲ့ရုပ်ပိုင်းဆိုင်ရာပြုမှုလှုပ်ရှားမှုတွေကိုတုံ့ပြန်ပေးတဲ့somatosensory cortex တွေကြားမှာအောင်ကျော်ဆဲတွေချိတ်ဆက်မှုကအလွန်အားကောင်းနေတယ်ဆိုတော့သွားတွေ့ရတာဖြစ်ပါတယ်ဒါကိုသိပ္ပံပညာလောကမှာတော့ neuroplasticity အုံနောက်ပြန်လဲပုံဖော်နိုင်စွမ်းလို့ခေါ်ပါတယ်ဆိုလိုတော့ဗျာဒီလို left temporal cortex နဲ့somatosensory cortex ကြားမှာအောင်ကျော်ဆဲချိတ်ဆက်မှုအရန်အားကောင်းတာကသဘောကတော့စာဖတ်တဲ့အခါမှာကျွန်တော်တို့တွေကဘဝတုဒ္ဒအချက်လက်တွေကိုပဲရနေတာမဟုတ်တော့ဘဲနဲ့ကျွန်တော်တို့ရဲ့ critical thinking ဘိုင်းတွေဖွံ့ဖြိုးတိုးတက်မှုကောင်းလာတယ်ပုံမှန်အဆင့်မြင့်တင်ပေးနေတယ်ဆိုတော့ရလက်ကိုထွက်စေတယ်ဒါကြောင့်မလို့စာဖတ်တာဟာကျွန်တော်တို့အချက်လက်တွေကို data တွေကိုစုဆောင်းနေတယ်သူသိကျင်တာတွေရှာဖွေနေတယ်ဆိုတဲ့အဆင့်ထပ်ပို့တယ်ကျွန်တော်တို့ရဲ့အုံနောက်ထဲမှာလှုပ်ဆောင်ပေးနေတဲ့ critical thinking ဝေဖန်ပိုင်းခြားနိုင်တဲ့စွမ်းရည်တွေကိုလည်းတိုးတက်စေတယ်မြင့်တင်ပေးတယ်ဆိုတာကိုဒါသိပ္ပံတွေ့ရှိချက်အရပြောပြတာဖြစ်ပါတယ်ဒုတိယမြောက်သိပ္ပံတွေ့ရှိချက်ကဘာလဲဆိုတော့ကျွန်တော်တို့စာဖတ်တဲ့အခါမှာကျွန်တော်တို့ရဲ့စိတ်ဖိစီးမှုကို68% ရာခိုင်နှုန်းထိလျှော့ချပေးနိုင်တယ်ဆိုတဲ့အချက်ပါဒါကတော့2009ခုနှစ်မှာ UK နိုင်ငံရဲ့ University of Sussex က MindLab International သုတေသနအဖွဲ့ကသုတေသနပြုစုထားတာပါသူတို့ရဲ့သုတေသနလေ့လာချက်တွေအရဆိုလို့ရှိရင်စိတ်ဖိစီးလာတဲ့အခါမှာတဲ့ဗီဒီယိုဂိမ်းဆော့မယ်ဆိုလို့ရှိရင်21%ရာခိုင်နှုန်းအချင်းနားထောင်မယ်ဆိုလို့ရှိရင်61%ရာခိုင်နှုန်းကော်ဖီတောက်မယ်ဆိုရင်54%ရာခိုင်နှုန်းလမ်းလျှောက်မယ်ဆိုလို့ရှိရင်42%ရာခိုင်နှုန်းစာဖတ်မယ်ဆိုရင်68%ရာခိုင်နှုန်းထိစိတ်ဖိစီးမှုကိုချော့ချပေးနိုင်တယ်လို့ပြောတယ်ဆိုတော့ထုံးစံတာကဗျာကျွန်တော်တို့စိတ်ဖိစီးမှုဖြစ်လာတဲ့အခါမှာတော်တော်များများဟာဗီဒီယိုဂိမ်းဆော့တာတို့သချင်းနားထောင်တာတို့ကော်ဖီတောက်တာတို့လမ်းလျှောက်တာတို့ပဲလုပ်ကြတယ်တကယ်ကစိတ်ဖိစီးမှုကိုရာခိုင်နှုန်းအများကြီးချော့ချပေးနေတာစာဖတ်ခြင်းလုပ်ငန်းစဉ်ဖြစ်နေတာကိုသွားတွေ့ရတယ်ဆိုတော့စိတ်ဖိစီးမှုဖြစ်လာလို့ရှိရင်ကျွန်တော်တို့စာဖတ်ဖို့လိုတယ်ပေါ့နော်စာဖတ်လိုက်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ရဲ့စိတ်အာရုံကို6မိနစ်လောက်ပေါ့နော်ငြိမ်ငြိမ်သက်သက်ကလေးနဲ့အေးဆေးဆေးလေးစာထိုင်ဖတ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ခန္ဓာကိုယ်မှာရှိတဲ့ဒီကြွက်သားတွေရဲ့တင်းအားတွေကပြေလျော့သွားတယ်ပြီးတော့နှလုံးခုန်နှုံးတွေကလည်းတိတိတတ်ငြိမ်သွားတယ်ဆိုတော့တွေ့ရတယ်ဒါကြောင့်မလို့6မိနစ်လောက်အတန်တိတ်ပြီးစာဖတ်လိုက်တဲ့အကျိုးရလဒ်ကြီးဟာအင်မတန်ထူးခြားတာကိုတော့တွေ့တယ်ဒါကြောင့်မလို့တရားဒီကောင်မတော်မတွေကိုပြောချင်တာကစိတ်ဖိစီးမှုတွေများနေတယ်စိတ်သောကတွေရှိနေတယ်ဆိုရင်တခြားစိတ်ပြေရပြေကြောင်းလုပ်တာထက်စာဖတ်လိုက်ပါစာကိုအေးစစ်စစ်စိတ်နဲ့ပြီးဖတ်လိုက်ပါ6မိနစ်9မိနစ်အတွင်းထဲမှာနေထူးခြားတဲ့စွမ်းဆောင်ရည်တွေရလာပါလိမ့်မယ်လို့ကျွန်တော်ကတော့အကြံပြုလိုပါတယ်တရားမြောက်အချက်ကကြတော့အသေးမွှားလေးတွေရလက်လို့ပြောရမှာပေါ့နော်သိပ္ပံပညာရှင်တွေကမိကိုတချို့ဖြေထားတယ်ပေါ့နော်ဟာတချို့ကဘာပြောလဲဆိုတော့ဒီလိုဆိုရင်စာဖတ်ဖို့အတွက်အချိန်ကြီးအများကြီးပေးရမှာလားပေါ့ဒါဆိုတော့
ဘာပြန်ပြောထားလဲဆိုတော့မဟုတ်ဘူးပေါ့တနေ့ကိုလူတစ်ယောက်ဟာ15မိနစ်လောက်ပဲအချိန်ပေးပြီးစာဖတ်ပါတယ်ဒါဆိုလို့ရှိရင်ပုံပေါင်း effort လို့ခေါ်တယ်ပေါ့နော်ရေရှည်အကျိုးရလက်အနေနဲ့လူတစ်ယောက်ဟာတစ်နှစ်အတွင်းမှာပြင်းပြစာအုပ်အုပ်ရေ20လောက်ဖတ်ပြီးတယ်လို့ဖြစ်သွားတယ်ပေါ့နော်ဒါကြောင့်မလို့ဒီတွေ့ရှိချက်ကလေးကလည်းထူးခြားတယ်လို့ကျွန်တော်ကတော့မြင်တယ်လူတစ်ယောက်အတွက်ဗျာ15မိနစ်ဆိုတာကတာမန်အချိန်ဖြုံးုံတက်တက်ပဲမသိမသာကုန်သွားတယ်တချို့ဆိုရင်ဖုန်းထိုင်ပို့နေ15မိနစ်ထက်တောင်ပိုသေးတယ်နော်ဒါကြောင့်မလို့15မိနစ်ဆိုတဲ့အချိန်လေးတွေကိုကျွန်တော်တို့က short တွက်လို့မရဘူးเนาะဒီ15မိနစ်ဆိုတဲ့အတိုင်းအတာလေးတွေကိုတစ်နေ့မှာစာဖတ်ချင်းပါပဲเนาะညှို့နှံသွားလိုက်မယ်ဆိုရင်ကျွန်တော်တို့ဟာတစ်နှစ်လောက်ဆိုလို့ရှိရင်ကိုယ့်ရဲ့အသိပညာနဲ့ဘဝတုဒ္ဒတွေကိုယ်အုံနောက်ဖွံ့ဖြိုးမှုတွေကိုယ့်ရဲ့စိတ်ဖြည့်ဆည်းမှုတွေကိုအများကြီး short ချပေးနိုင်နေတာကိုတွေ့ရှိရတယ်ဒါလေးကိုလည်းကျွန်တော်ကဒီကမိတ်ဆွေတွေကို share လုပ်ချင်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ compound effect လို့ခေါ်တဲ့ရေရှည်အကျိုးရလက်တေးသေးလေးတွေကိုလုပ်ချင်းအပြင်ကြီးမားသောရလက်ရေရှည်မှာထွက်လာတဲ့ကိစ္စကိုလည်းမေ့ထားလို့မရပါဘူးဒါကြောင့်မလို့တစ်နေ့ကိုတင်ပေါ်ရရဲ့24နာရီတည်းကနေ15မိနစ်လောက်ကိုစာဖတ်ခြင်းအပြင်ပြုပြင်ပြောင်းလဲမှုမှာအသုံးချပေးပါလို့ကျွန်တော်ကတော့အကြံပြုလိုပါတယ်ခင်ဗျဒါကြောင့်မို့မိတ်ဆွေတို့ရဲ့အုံနောက်ဆွမ်းဆောင်ရည်ကိုမြင့်တင်ဖို့နဲ့စိတ်ဖိစီးမှုတွေကိုသိပ္ပံနည်းကြရှော့ချဖို့အတွက်ပေါ့နော်တစ်နေ့ကို15မိနစ်လောက်စာဖတ်ဖို့အတွက်ကျွန်တော်ကတော့အကြံပြုလိုပါတယ်အခုမိတ်ဆွေတို့ကရောဘာစာအုပ်တွေကိုဖတ်နေကြပါလဲမိမိတို့ရဲ့အကြိုက်ဆုံးစာအုပ်တွေကို comment box မှာရေးခဲ့လို့ရပါတယ်ဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုလို့ရှိရင်လည်း like and subscribe လေးတွေလုပ်ခဲ့ပေးပါဦးကိုယ့်ရဲ့နေ့စဉ်ဘဝကိုစာပတ်ခြင်းနဲ့ပြည့်တင်ဖို့ကျွန်တော်ကတော့အကြံပြုချင်ပါတယ်အားလုံးပဲတရားသောနေ့တစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေဘိုင်